အားလုံးပဲမင်္ဂလာပါ Sunshine Motor မှာပြန်လဲကြိုဆိုလိုက်ပါတယ် Lambo အမျိုးအစား Wave Alpha 2025 model brand new parking ဘိန်းလေးပဲဖြစ်ပါတယ်ပလဲဖြူအောင်လေးဖြစ်ပါတယ်0 ကီလိုနဲ့အသစ်ဆက်ဘိန်းလေးပါနော် Wave Alpha လေးပါရိုးရိုး engine လေးနဲ့ပါပဲပလဲဖြူနဲ့အနက်6နဲ့ဆက်ထားတဲ့အယောင်လေးဖြစ်ပါတယ်ဈေးနှုန်းလေးကလည်းချိုးသားပါမယ်ဗျာ25သိန်း8000ကိုကျွန်တော်အလျှော့တင်းပါးပါးလေးနဲ့ရောင်းချပေးပါမယ်မိုင်းလိုင်းဈေးနောက်ဆုံးနံပါတ်ရမှာပဲဖြစ်ပါတယ်စိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53 ဘီလန်133134ကြားမန္တလေးစက်မှု1 Sunshine Motor မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်